ဒီသားရဲ့ကြီးဟာကိုဝန်ရှိနေပြီးဒီနေ့ကသူ့ရဲ့မွေးဖွားမဲ့ရက်ဖြစ်ပါတယ်ကလေးမွေးဖွားချိန်မှာသူ့ခန္ဓာကိုယ်ပူချိန်ဟာမတရားမြင့်တက်လာမှာဖြစ်ပြီးအချိန်မီအေးအောင်မလုပ်နိုင်ရင်ခန္ဓာကိုယ်တစ်ခုလုံးပောက်ကွဲသွားနိုင်ပါတယ်ဒါကြောင့်သူကလေးမွေးတိုင်းစကြဝဠာကနေကဘာမြေပေါ်ကသမုဒ္ဒရာတွေစီဆင်းသက်လေးရှိပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမားရင်းဖြစ်ပြီးတောအုပ်တစ်ခုတည်းကျဆင်းခဲ့ကမြေကြီးထဲမှာညံ့နေခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲကျင်နာတက်တဲ့အာထယာမန်းနဲ့သူတွေ့ဆုံခဲ့ပါတယ်သားရဲကြီးဟာအနေရမရှိတာကိုအတီးပြုပြီးနောက်အာထယာမန်းဟာသူ့ကိုကျင်းထဲကနေအစွမ်းကုန်ဆွဲထုတ်ပေးခဲ့ပြီးအဲ့ဒီလုပ်ငန်းစဉ်မှာသူကိုယ်တိုင်တောင်ပြမိလူနီးပါးဖြစ်ခဲ့ပါတယ်ကဲတင်ခံရပြီးနောက်ဆာလောင်ကာဟာကျေးဇူးတင်စကားဆိုပြီးအလျင်မြန်ထွက်ခွာဖို့စ조사ပါတယ်ဘာဖြစ်နေတာလဲဆိုတာသိရအောင်အာထယာမန်းကတားဆီးဖို့စ조사ပေမဲ့ဆာလောင်ကာကအရှိန်နဲ့ပြေးနေတာကြောင့်မရက်နိုင်ပဲအာထယာမန်းကိုသူ့ပိုက်နဲ့တိုက်မိပြီးလွင့်ထွက်သွားပါတယ်အာထယာမန်းဟာဒေါသကြီးလက်တီးဆုပ်လိုက်ပေမဲ့ဆာလောင်ကာကတော့သူ့ခက်ခဲကိုရှင်းမပြနိုင်ခဲ့ပါဘူးကံကောင်းတာကတားရဲကြီးမှာကိုဝန်ရှိနေတာကိုအီလိုက်ဖွဲကသိရှိသွားပြီးအာထယာမန်းစီသတင်းပို့ခဲ့ပါတယ်ကိုဝန်ဆောင်တားရဲမန်းတိလိုက်ရတဲ့အခါအာထယာမန်းရဲ့နှလုံးခုန်တန်တွေမြင်လာပြီးတိုင်မာကလည်းတစ်ဖြက်ဖြက်နဲ့အချက်ပေးလာပါတယ်ဒါဟာသူ့အတွက်ပထမဆုံးအတွေ့အကြုံဖြစ်လို့အာထယာမန်းလည်းဘာလို့ရမှန်းမသိပါဘူးဒါကြောင့်ဆာလောင်ကာကိုအရင်အိပ်ပျော်သွားအောင်အိမ်မွေးချလင်းနှန်းကိုတုံးလိုက်ပါတယ်တားရဲကြီးရဲ့အချက်အလက်တွေရမွေးဖွားချိန်မှာခန္ဓာကိုယ်ပူချိန်အလွန်မြင့်တက်လာမှာဖြစ်လို့အေးဖို့အတွက်ပင်လယ်ရေလိုအပ်တာကိုသိလိုက်ရပါတယ်ဒါပေမဲ့ဆာလောင်ကာရဲ့လမ်းကြောင်းကမြို့ထဲကိုဖျက်သွားရမှာပါဒါကြောင့်အီလိုက်ဖွဲ့ဝင်တွေဟာကားတွေပေါ်မှာစပီကာတွေတက်ပြီးဆာလောင်ကာလိုက်လာအောင်ပင်လယ်လိုင်းတန်တွေနဲ့လမ်းပြခဲ့ပါတယ်ဒါပေမဲ့ကမ်းခြေကိုရောက်ခါနီးမှာလမ်းကိုလူအုပ်ကြီးကပိတ်ဆို့ထားပါတယ်လူစုခွဲလို့မရတဲ့အပြင်တယောက်ယောက်ကမီးရှူမီးပန်းတွေဖောက်လိုက်တာကြောင့်ဆာလောင်ကာလမ်းဖြန့်သွားပြီးမြို့ထဲကိုလမ်းလျှောက်သွားမိပါတယ်ဒီအချိန်မှာတားရဲကြီးရဲ့အပူချိန်ကထိမရတော့တယ်လို့ရှေ့မှာလည်းကက်စကန်ကြီးကြီးရှိနေပါတယ်အခြေအနေတွေမဟန်တော့တာကြောင့်အာထယာမန်းဖြစ်တကြော့ပြန်အတွင်ပြောင်းပြီးကဲတင်ဖို့စ조사ရပါတယ်အာထယာမန်းကဆာလောင်ကာရဲ့လမ်းကြောင်းကိုပြောင်းဖို့စ조사ပေမဲ့ဘိုက်ကိုထိလိုက်မိတဲ့ခါမှာပဲသူ့လက်တွေအပူလောင်ပြီးမီးခိုးတွေတောင်ထွက်လာပါတယ်ဒါဟာအာထယာမန်းကိုတော်တော်နာကျင်စေပေမဲ့ကလေးမွေးဖို့နီးလာလေးဆာလောင်ကာရဲ့အပူချိန်ကပုံမြင့်လာလေးပါပဲဒါကြောင့်အာထယာမန်းဟာအေးပေးလင်းနှန်းကိုတုံးပြီးအပူချိန်ကိုခက်လျှော့ချပေးခဲ့ပါတယ်အဲ့ဒီနောက်နူးညံ့တဲ့အမြုပ်လုံးလေးတွေနဲ့ဆာလောင်ကာကိုပတ်ထားလိုက်ပါတယ်ဒီလိုနဲ့အာထယာမန်းဟာတားဖွားဆရာဝန်တယောက်လိုတားရဲကြီးကိုသမုဒ္ဒရာစီအထိလိုက်ပို့ပေးခဲ့ပါတယ်အားလုံးကအသက်ရှူအောင်ပြီးစောင့်ကြည့်နေချိန်မှာပဲပင်လယ်ရေပြင်ကနေဆာလောင်ကာနဲ့သူ့ကလေးလေးပေါ်ထွက်လာပါတယ်မိခင်ရောကလေးပါဘေးကင်းသွားတာကြောင့်အားလုံးလည်းပျော်ရွှင်သွားကြပါတယ်